အားလုံးပဲမင်္ဂလာပါဒီကျိုးအဖြစ်6ဝင်မှာမီအီကနေပြန်လည်ကြိုးလိုက်ပါတယ်ကျမကတော့မမီအီဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ flagship product ဖြစ်တဲ့ Manulife Protector လေးအကြောင်းကိုဘိုးတူတာရစရာလေး sharing လုပ်ပေးသွားမှာပဲအပိုင်းဆက်လေးတွေနဲ့တင်ပြပေးသွားပါမယ်အဲ့တော့ပထမဦးဆုံး Manulife Protector ဆိုတာက saving plus protection ပေါ့အာမခံအသက်အာမခံဆိုပေမဲ့သူက saving benefit လေးကပါဝင်နေတာပဲဖြစ်ပါတယ်အဲ့တော့ saving သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်မို့သင်ကဘလောက်အထိငွေစုလို့ရတယ်လဲနှစ်ရှည်စီမံကိန်းဆိုတော့10နှစ်အနှစ်20စုလို့ရပါတယ်ပြီးသွားလို့ရှိရင်သင်က350ကနေပြီးတော့3900အထိစုလို့ရတယ်အသက်အရွယ်အပြင်ဆိုရင်သင်က16နှစ်ကနေပြီးတော့မှအသက်55နှစ်အထိပတ်စံစုနေလို့ရပါတယ်နှစ်ပြည့်တဲ့အခါမှာဆိုလို့ရှိရင်သင်စုတဲ့ပမာဏကိုအတိအကျပြန်နေပြီးတော့မှရရှိမယ်အဲ့တော့သင်ကတစ်နှစ်စုဆောင်းသွားတာပဲဖြစ်ဖြစ်6လတစ်ခါစုဆောင်းသွားတာပဲဖြစ်ဖြစ်လုပ်လို့ရတယ်သင်ကနှစ်ပြည့်တဲ့10နှစ်အနှစ်20ကြာတဲ့အခါမှာသင်စုဆောင်းထားတဲ့ငွေကြေးပမာဏအတိအကျကိုပြန်လည်ရရှိမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ saving plus ဘာပါနေလဲဆိုတော့အကာအကွယ်ပါနေပါတယ်အဲ့တော့အကာအကွယ်အားဖြင့်ဆိုလို့ရှိရင်တင့်ကိုယ်တင်ကာကွယ်ချင်တာလားနောက်တစ်ခုကတော့တင့်ရဲ့မိသားစုတွေကအကျိုးခံစား권ရှိသူအဖြစ်နဲ့တယောက်ယောက်ကိုကာကွယ်ပေးချင်တာလားနှစ်မျိုးလုံးရရှိပါတယ်တင့်ကိုယ်တင်ကာကွယ်မယ်ဆိုလို့ရှိရင်တော့တင်ကထောင်ဝင်စင်မတန်ဆွမ်းဖြစ်ခဲ့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် policy တက်တန်းအတွင်းမှာဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်တင်ကဘယ်အချိန်မှာပဲဖြစ်ဖြစ်တင်စုဆောင်းထားတဲ့ပမာဏ2ဆ4ဆကိုရရှိခံစားရမှာပဲဖြစ်တယ်2ဆဆိုလို့ရှိရင်300စုလဲဆိုရင်200ရမယ်4ဆဆိုလို့ရှိရင်300စုလဲဆိုရင်300အထိရရှိခံစား권ရှိတယ်အဲ့တော့2ဆဆိုတာကတော့တာမန်ဖြစ်ရိုးဖြစ်စဉ်ကြောင့်မလို့ထောင်ဝင်စင်မတန်ဆွမ်းဖြစ်ခဲ့ပြီးရှိတော့တင်က2ဆအကာအကွယ်ရမှာပဲဖြစ်တယ်တင်ဘလောက်ပဲစုခဲ့တင်စုရမယ်ပန်းတိုင်ဖြစ်တဲ့300သာဆိုလို့ရှိရင်300ရမှာပဲဖြစ်တယ်မတော်တဆမှုတစ်ခုကြောင့်ထောင်ဝင်စင်မတန်ဆွမ်းဖြစ်ခဲ့တာမျိုးဆိုလို့ရှိရင်တော့တင်ကအကာအကွယ်အားဖြင့်4ဆအကာအကွယ်ဖြစ်တဲ့300ကိုရရှိခံစားရမှာပဲဖြစ်ပါတယ်ဒါတင့်ကိုယ်တင်အတွက်ပြောတာပေါ့နော်တင်မရှိတော့တဲ့အခြေအနေပေါ့တင်သေဆုံးသွားတဲ့အခြေအနေမျိုးဆိုလို့ရှိရင်အကျိုးခံစား권ရှိသူအနေနဲ့ငွေကြေးအကာအကွယ်အားဖြင့်2ဆ4ဆအကာအကွယ်ထပ်ပြီးတော့ရရှိခံစား권ရမှာဖြစ်ပါတယ်2ဆအကာအကွယ်ဆိုရင်အခုနကပြောတဲ့အတိုင်းပဲဒါဖြစ်ရုပ်ဖြစ်စဉ်ကြောင့်မလို့ဒီတင်သေဆုံးသွားတာလားဒါမှမဟုတ်ရင်မတော်တဆမှုတစ်ခုခုကြောင့်တင်သေဆုံးသွားတာလားဒါမျိုးတွေဆိုရင်4ဆအကာအကွယ်နဲ့ရရှိခံစားရမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်